ဒီနေ့တောက်ကြနေညဖြစ်တာမလို့စနေနေ့တိုင်းတောင်တက်ခီးတွေအမြဲသွားနေကြတဲ့အော်ရွန်တယောက်ဒီနေ့မှလည်းပဲခါတိုင်းနေ့လေးလိုပဲတက်တက်ကြွကြွနဲ့ကြက်ဖာကြီးဖြစ်လို့နေခဲ့ပါပြီ။နားထောင်တဲ့သချင်းကစခါတိုင်းလိုပဲအသေးကွဲသချင်းမျိုးမဟုတ်ဘဲနဲ့ရောသချင်းမျိုးတွေကိုပြောင်းနားထောင်နေခဲ့ပြီးသူ့မိစီရလာတဲ့ဖုန်းကောမက်ဆေ့စ်တွေကိုတော့ခါတိုင်းလိုပဲလိလိရှုခဲ့ပြန်ပါရီ။သူသွားမဲ့နေရတာခီးစဉ်အတွက်သာလိုအပ်မဲ့ရေးဘူးအချိုရေးဘူးမုံအဆိုအချောက်တွေကိုပြင်ဆင်ခဲ့ပြီးအားလုံးပြင်ဆင်ပြီးဆိုတာနဲ့စီးနေကြကားအနီလေးနဲ့အတူညခီးကိုထွက်လာခဲ့ပါတော့တယ်။လမ်းရှောင်းမှာလည်းသူဘလောက်တောင်ပြောနေသလဲဆိုတာတွေကိုမှတ်တမ်းတင်မှုအတွက်ပါလာခဲ့တဲ့ကင်မရာသေးသေးလေးနဲ့အတူဗီဒီယိုရက်ကော့တွေကိုယူနေခဲ့ပြီးသူဘလောက်တောင်သဘောကျနေသလဲဆိုတာတွေကိုပြောနေခဲ့တာပါ။အဲလိုနဲ့နောက်ဆုံးမှာတော့ကမ်ပင်းချတဲ့နေရာကိုရောက်လာခဲ့ပြီးမလို့အေရွန်တယောက်စိတ်ချလက်ချနဲ့ကားပေါ်မှာညအိတ်လိုက်ပြီးမနက်မိုးလင်းပြီးဆိုတာနဲ့ပါလာခဲ့တဲ့စပိန်တစီနဲ့နေရာပေါင်းစုံကိုရှောက်သွားပါတော့တယ်။အဲဒီနေရာတွေကိုအမြဲလာနေကြဖြစ်တဲ့အေရွန်ကဒီနေရာတွေကိုသူ့နယ်လိုပဲသတ်မှတ်ထားတာမလို့လမ်းညွန်စာအုပ်ကပြောတဲ့၄နာရီကြာမှရောက်မယ်ဆိုတဲ့တောင်စင်းလမ်းကိုတော့မှ45မိနစ်နဲ့ရအောင်သွားပြမယ်ဆိုပြီးတော့ကြုံလာလိုက်ပါသေးတယ်။တကယ်လည်းသူပြောထားတဲ့အချိန်ကွက်တီတောင်းအောင်လို့တောင်တက်ခီးကိုရောက်ခဲ့တာမလို့အေရွန်တယောက်ပါလာတဲ့သူ့ရဲ့စပိန်ကိုတစ်ပယ်မှာချိတ်ထားခဲ့ပြီးဒီနီးနားကစိတ်ဝင်စားစရာကောင်းလောက်မဲ့နေရာတွေစီကိုခြေဦးတက်ရာရှောက်ခဲ့ပါတော့တယ်။အဲဒီမှာပဲသူရောက်နေတဲ့တောင်ရဲ့အောက်ခြေမှာလမ်းပြောင်းနေကြတဲ့တောင်တက်ခီးသွားမိန်းကလေးနှစ်ယောက်ကိုတွေ့လိုက်ရတာမလို့အေရွန်လည်းကောင်မလေးတွေကိုလှမ်းနှုတ်ဆက်လိုက်ပြီးဘလူးကျုံသွားမလားဆိုပြီးတော့မေးလိုက်ပါတော့တယ်။ဒါနဲ့ကောင်မလေးတွေကသူတို့အိမ်ပြန်နေကြတာလို့ပြောတော့မှအေရွန်လည်းခဏဆောင်ဆိုပြီးကောင်မလေးတွေရှိတဲ့စီကိုဆင်းချလာတာမလို့အေရွန်ရဲ့ပုံစံကိုကြည့်ကောင်မလေးတွေလည်းလန့်ကုန်ကြပါတယ်။ဒါမှမသိတဲ့အေရွန်ကတော့ခက်တီတီနဲ့ပဲမြေပုံစာရွက်တီတောင်ယူပြီးတော့လမ်းမှာအမှန်ကန်ညွှန်ပြလိုက်သလိုအချိန်ရပြီဆိုရင်လည်းသူနဲ့အတူတူဘလူးကျုံစီကိုလိုက်ခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတော့တယ်။အဲဒီမှာပဲသင်္ကန်းမကင်းဖြစ်သွားတဲ့ကောင်မလေးရဲ့မျက်နှာမူရာကိုမြင်လိုက်တော့မှသူ့မျက်နှာမှာတက်ထားခဲ့တဲ့ဘဝကိုတရိယာသွားပြီးဒီနေ့ကစနေနေ့မလို့ဒီလိုတက်ထားတာပါလို့ပြောရင်းနဲ့သူ့နာမည်ကိုမိတ်ဆက်လိုက်ပါတယ်။ဒီတော့မှတောင်တသမားချင်းနားလေတဲ့ကောင်မလေးတွေပဲသူတို့ရဲ့နာမည်တွေကခရစ်စတီနဲ့မေယန်ဆိုတာတွေကိုပြန်မိတ်ဆက်ပြီးတော့ယင်းနှီးသွားကြရကနေ၃ယောက်တူတူခရီးဆက်ခဲ့ကြတာပါလမ်းမှာတော့ကောင်မလေးတွေကသူတို့ဒီနေရာတွေကိုခဏခဏလာလာဆိုပြီးတော့မေးတာနဲ့အေရွန်လဲဒါကသူ့ရဲ့ဒုတိယမြောက်အိမ်လိုပဲလို့ပြန်ဖြေရင်းနဲ့နောက်ဆုံးမှာတော့ကောင်မလေးတွေပြောင်းနေတဲ့အိမ်ပြန်တဲ့လမ်းစီကိုရောက်လာခဲ့ကြပါပြီဒါပေမဲ့ဒီတိုင်းပြန်မလို့ချင်တဲ့အေရွန်ကသူ့မှာဒီထက်ကောင်းတဲ့အနေနဲ့ပြန်လို့ရမယ့်လမ်းရှိတယ်ဆိုပြီးအဲ့ဒီနေရာကအဝတ်စားတွေကိုချွတ်ထားမယ်ဆိုရင်တော့ပိုကောင်းမဲ့နေရာတစ်ခုလို့ကနဦးမိတ်ဆက်ပေးလိုက်ပါတော့တယ်ဒါနဲ့လည်းစိတ်ဝင်စားသွားတဲ့ကောင်မလေးနှစ်ယောက်လေးအေရွန်လို့ခေါ်တဲ့ရှုံမြောင်တဲ့ကိုခဲရခဲစစ်ဝင်လာခဲ့မိတာမလို့ကြောက်တဲ့စိတ်တွေရနေပဲအေရွန်ကိုမင်းရလမ်းပြတယောက်မဟုတ်ဘူးလားလို့မေးလိုက်ပါရီဒါနဲ့အေရွန်လည်းသူကအင်ဂျင်နီယာတယောက်ပါလို့ပြန်ဖြေပြီးကြောက်တုံးတွေကရွေးတတ်တယ်လို့စလိုက်သေးတာမလို့ကောင်မလေးနှစ်ယောက်လည်းကြောက်လန့်နေကြတဲ့အချိန်မှာပဲအေရွန်ကအခုအစားပြီးအားလုံးအဆင်ပြေသွားမှဆိုတာယုံမလို့ပြောပြီးတော့အောက်ကိုခုန်ဆန်းသွားခဲ့ပါတော့တယ်ရှင်သက်ရှုမောပဲကောင်းတဲ့ဖြစ်ပျက်တွေကြောင့်ကောင်မလေးနှစ်ယောက်လည်းဆက်ဖဲသွားမလို့လိုက်ဖဲခုံချရမလို့လာရလန်းတိုင်းပဲပြန်ထွက်ရမလို့နဲ့ဇဝေဇဝါတွေဖြစ်ကုန်ပြီးအောက်မှာဘာရှိမှန်းလည်းမသိတာနဲ့အေရွန်သေးမသေးသိရအောင်လို့အဆင်ပြေရလားလို့အော်မေးလိုက်ပါရီအဲ့ဒီမှာပဲရေထဲရောက်နေတဲ့အေရွန်ကအဆင်ပြေတာထထောင်ပို့သေးတယ်ဆိုပြီးတချမ်းတောင်ကြီးပြလိုက်သေးတာမလို့ကောင်မလေးနှစ်ယောက်ကလည်းသူ့ကိုပဲမျက်စိမဲ့ယုံပြီးသူ့သွားရနောက်ကိုလိုက်ခဲ့ကြပါတော့တယ်အဲ့ဒီမှာသူတို့တွေတွေးလိုက်ရတဲ့အရာကတော့လုံးဝကိုစိတ်ကိုအေးချမ်းသွားစေမဲ့ရေပြအိုင်တစ်ခုပဲမလို့သူတို့၃ယောက်ရေကိုအခုမှမြင်ဘူးတဲ့တောရိုင်းလူသားတွေလို့အငန်းမရနဲ့ကူခံနေကြတာပါကူလာတာကြာလာတဲ့အချိန်မှာတော့ဒီတိုင်းကူရတာပြင်းလာတာနဲ့အမတ်တရားဖြစ်အောင်လို့အေရွန်နဲ့ကင်မရာနဲ့ရက်ကော့ဖမ်းယူလိုက်ကြပြီးခဏကြာမှာတော့တောင်စင်းလန်တိုင်းပြန်တက်ခဲ့ကြပါရီလမ်းပေါ်ရောက်တော့သူတို့ဆောင်ခဲ့ရတာနဲ့အမတ်တရားဖြစ်ဓာတ်ပုံတစ်ပုံရိုက်လိုက်ပြီးအတူတူပြန်ဆောင်ကြဖို့အတွက်ကောင်မလေးနှစ်ယောက်ကဒီနေ့ညကျရင်ပါတီရှိတာမလို့အေရွန်ကိုလာခဲ့ဖို့ဖိတ်လိုက်ပါတော့တယ်အေရွန်လည်းမပြအောင်လေစကူဘီဒူရောက်ကနေပြီးတော့နေရာကိုတသေးချာချာလမ်းညွှန်ပေးလိုက်တာမလို့အေရွန်လည်းလာခဲ့မယ်လို့ပြန်ပြောရင်းနဲ့ကောင်မလေးနှစ်ယောက်ကိုထားခဲ့ပြီးတော့ထွက်လာခဲ့ပါတော့တယ်ဒီတစ်ခါမှာတော့သူသွားတဲ့နေရာကသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေမယ့်နေရာတစ်ခုဆိုတာတွေကိုသူမသိဘဲနဲ့ခါတိုင်းသွားနေကြပုံစံအတိုင်းပဲဒီနေရာတွေကသူ့အတွက်အန္တရာယ်နေရာမဟုတ်သလိုသတိလက်လွတ်နေခဲ့တာပါဒီလိုနဲ့ကြောင်တုံးတစ်ခုကိုကိုင်းပြီးအောက်ကိုခုန်ဆဲမဲ့အလုံးမှာတော့သူ့လက်ကကြောက်တုံးကိုရွေ့အောင်လှုပ်လိုက်မိရာကနေကံမကောင်းစွာနဲ့ပဲအဲဒီကြောက်တုံးစီကသူနဲ့အတူတူအောက်ကိုပြုတ်ကျလာပြီးသူ့ရဲ့ညာဘက်လက်တစ်ဖက်ကိုညှက်ယူထားလိုက်ပါတော့တယ်။အဲ့တော့လည်းအဲ့ဒီဖြစ်ပျက်တွေကိုမြင်ချင်းရှော့ကြီးချင်ရသွားခဲ့တာမလို့နားရဲလို့တောင်အော်ဖို့သတိပြောက်သွားခဲ့တာနဲ့အတူနာကျင်မှုတွေကသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာနေရာယူသွားခဲ့တာပါ။သူ့အသိစိတ်တွေပြန်ကပ်လာတဲ့ချိန်မှာလည်းအော်ဖို့ထက်ဒီကြောက်တုံးကသူ့လက်ဝါးပေါ်ကနေရွေသွားအောင်လုပ်ဖို့ပဲအာယုံဆိုင်ပြီးသူ့ယောက်ျားအားနဲ့တွန်းရလာအောင်လို့တွန်းကြည့်တော့ပေမဲ့လည်းကြောက်တုံးကတော့တလန်းမတောင်မှရွေမသွားခဲ့ပါဘူး။ဒါပေမဲ့အားသုံးလိုက်တဲ့အကျိုးကြောင့်သူ့ရဲ့ခန္ဓာကိုယ်မှာရေဓာတ်ကုန်ခန်းသွားတာနဲ့အေရွန်လဲပါလာတဲ့ကြောဘိုးအိတ်ထဲကရေဘူးကိုဖွင့်ထားလိုက်ပါတယ်။အဲဒီမှာပဲသူဒီနေရာမှာဘလောက်ကြာတဲ့အထိနေရာအောင်မလဲဆိုတာမသိရနဲ့ရေကိုချွေတိုင်ရမယ်ဆိုတဲ့အသည့်ကချက်ချင်းကိုဝင်လာတာနဲ့တောက်လက်စရေတွေကိုအငတ်ပြေုံသာတောင်းပြီးအဖုံးကိုပြန်ပိတ်ထားလိုက်ပါတော့တယ်။နောက်တော့အကူကြီးတွေရလို့ရညာဆိုပြီးတော့
ဒီတောတောင်တစ်ခုလုံးမှာသူ့နာမည်သိတဲ့ခရစ်စတီနဲ့မေဂန်တို့နှစ်ယောက်ကိုလှမ်းအောင်ခေါ်ပေးမယ်လေသူတို့ရောက်နေတဲ့နေရာကလုံးဝကိုရှာတွေးဖို့မလွယ်တဲ့ကြောက်ဆောင်တစ်ခုကြားထဲမှာမလို့အလုံးမဖြစ်ခဲ့ပြန်ပါဘူးနောက်တော့အေရင်လည်းသူ့စိတ်ကိုသူတည်ငြိမ်အောင်ပြန်လုပ်ပြီးဒီကြောက်တုံး၍သွားအောင်လုပ်လို့ရမယ့်ပစ္စည်းသူ့လွယ်ထဲပါလားဆိုတာတွေကိုကြည့်ဖို့အတွက်လွယ်အိတ်တစ်ခုလုံးတွေကပစ္စည်းတွေကိုအကုန်အပြင်ကိုထုတ်လိုက်ပါတော့တယ်အဲဒီမှာတော့အသုံးဝင်တာဆိုလို့တရုံမိတ်ဓာတ်လေးတစ်ချောင်းပဲမလို့အေရင်လည်းအဲ့ဒီဓာတ်လေးကိုသုံးပြီးကြောက်တုံးနဲ့သူ့ရဲ့လက်ကြားကကြောက်တုံးအသားစားတွေကိုချစ်ကုပ်ကြည့်နေခဲ့တာပါအဲ့ဒီချိန်မှာပဲဓာတ်ကအောက်ကိုပြုတ်ကျသွားတာမလို့အေရင်လေးတစ်ချက်ဆဲပလိုက်ပြီးတော့မှဓာတ်ကိုပြန်ကောက်ဖို့အတွက်စီးထားတဲ့ဘိုးဖနက်ကခြေအိတ်တွေကိုချွတ်ခြေပလာနဲ့လှမ်းကောက်လိုက်ပါတယ်ဒါပေမဲ့မမီတာမလို့တစ်ပင်ရိုးတံတစ်ခုကိုသုံးပြီးတော့ဓာတ်ချိတ်တဲ့ကွင်းကိုလှမ်းချိတ်လိုက်တော့မှဓာတ်ကိုပြန်ယူနိုင်ခဲ့ပြီးရကနေတနေ့လုံးမနဲ့မနာကြောက်တုံးကိုဇက်တိုက်ချက်နေခဲ့ပေမဲ့လေတနေ့သာကုန်သွားပါတယ်ကြောက်တုံးကတော့ဒုံရင်ကဒုံရင်တိုင်းမှာပဲလေအေရိုလက်တွေညောင်းပြီးတော့ရေငက်လာတာနဲ့ရေတောင်ရင်ကနေသူနဲ့သူ့တငယ်ချင်းဒီနီယာကိုနှစ်ယောက်တူတူလာတော့ကဒီနီယာရဲ့ပေါ်မှာကြောက်တုံးကြီးတစ်ခုရှိနေခဲ့တယ်ဆိုတာအမှတ်ရသွားခဲ့ပါတယ်ဒါနဲ့ချက်ချင်းဆိုသလိုပဲသူနဲ့တလန်ကွာမှာရှိနေတဲ့ကြောက်တုံးတစ်ခုကိုသူ့မှာပါလာတဲ့တောင်တက်ကျိုးတွေနဲ့လှမ်းချိလိုက်တော့လေအခါ100လောက်ပြစ်လိုက်တော့မှကန်ကောင်းစွာနဲ့တစ်ချိန်လှမ်းချိန်နိုင်တာပါအေရုံလဲကြောက်တုံးနဲ့ချိန်ပြီးသားတဲ့ကျိုးတွေကိုသူ့ပေါင်းမိမှာတတ်ထားခဲ့တဲ့ခပတ်နဲ့ချိန်လိုက်ပြီးညအိတ်ဖို့ကိုစူးစမ်းလိုက်တဲ့ချိန်မှာတော့အိပ်ပျော်သွားတဲ့တခဏမှာတော့ဒီနေရာကနေလွတ်မြောက်သွားပြီဆိုတဲ့အိမ်မက်ကိုမှတ်လာခဲ့တာပါဒါပေမဲ့သူတကယ်ရှိနေခဲ့တဲ့နေရာကကြောက်ဆောင်ကြားလေးထဲမှာပဲမလို့နိုးလာတဲ့ချိန်မှာအေရုံလဲသူ့လက်ကနိုင်ကိုကြည့်ပြီးတော့ပြန်အိတ်လို့မရမဲ့တူတူသူ့လွတ်မြောက်ရေးအတွက်ကြောက်တုံးကိုပဲဆက်ချင်နေခဲ့ပါတော့တယ်ညာလုံးပေါက်ချက်ပြီးရသွားတဲ့ချိန်မှာတော့မနက်ခင်းအာယုံတက်ချိန်ကိုရောက်လာခဲ့ပြီမလို့နေရောင်ကကြောက်ဆောင်ကြားတဲ့ထိတိုးဝင်လာတဲ့ချိန်မှာတော့အေရွန်လည်းနေရောင်ကိုခုမှမြင်ဘူးတဲ့တွေးအောင်တတ်တော်လိုမျိုးစိုက်ကြည့်နေခဲ့မိပါတယ်ခဏကြာမှာတော့နေရောင်နဲ့သူ့ရေပြားတွေကိုပြပြသလဲထိတွေ့ပေးပြီးနေရောင်ကိုအငမ်းမရယူနေတဲ့ချိန်သူငငယ်ရသူ့ဖေနဲ့အတူတူနေထွက်လာတဲ့ကိုစောင့်ကြည့်ကူဘူးတဲ့အချိန်တွေကိုအမှတ်ရသွားခဲ့ပါတော့တယ်ဒီနောက်မှာတော့အေရွန်တယောက်ဒီကျောင်းရတွေကိုမှတ်တမ်းတင်ဖို့အတွက်သူ့ရဲ့ကင်မရာကိုထုံလိုက်ပြီးသူအခုဘယ်ရောက်နေသလဲဆိုတာနဲ့သူကဘသူရဲ့သားသမီးပါဆိုတာတွေကိုအသေးစိတ်ပြောပြခဲ့တာပါဒါနဲ့မကသေးပဲနဲ့သူဒီကြောင်ထဲမှာ24နာရီကြာအောင်ပိတ်မိနေပြီမလို့သူလက်ကအပြာရောင်ပြောင်းသွားခဲ့ပြီးသွေးလည်ပတ်မှုမရှိတော့သလိုသူယူလာခဲ့တဲ့အစာနဲ့ရေရလည်းနည်းနေခဲ့ပြီးဆိုတာကိုပါရိုက်ပြနေခဲ့တာပါအဲ့ဒီအချိန်မှာပဲအပေါ်ကနေသဲတွေပြုတ်ကျလာမလို့အေရွန်လည်းအပေါ်မှာတယောက်ရှိနေသလားဆိုတဲ့မျှော်လင့်ချက်တွေနဲ့သူဒုက္ခရောက်နေလို့ကူညီပါအောင်ဆိုပြီးအသေးအံတွေအကူညီလန်းတောင်းလိုက်ပါတယ်ဒါပေမဲ့လည်းအပေါ်မှာဘယ်သူမှမရှိနေတာမလို့အေရွန်တယောက်သူ့ရဲ့မျှော်လင့်ချက်တွေကိုသူပြန်ရုံသိမ်းလိုက်ပြီးရိုက်ထားတဲ့ဗီဒီယိုတွေကိုလည်းပြောင်းမသွားအောင်လို့တေးသေးချာချာသိမ်းထားဖို့သူ့ကိုယ်သူမှာနေခဲ့တာပါဒီလိုနဲ့စန်းတင်းညောင်ရောက်လာတဲ့ချိန်မှာတော့အေးတက်ကသူ့ကိုစပြီးတော့တိုက်ခိုက်လာပြီးမလို့ဒီလိုဖြစ်လာမယ်ဆိုတာမသိတာနဲ့အဝတ်တထည်ကိုတစ်ခုပဲဝတ်ထားခဲ့တဲ့အေရွန်လေသူ့ရဲ့ခန္ဓာကိုယ်ကိုနှွေးနေအောင်လို့ပါလာတဲ့ကြိုးတွေကိုပဲတုံးလိုက်ပါတော့တယ်နောက်တော့ပါလာတဲ့တရေစာမုံလေးတွေကိုဖောက်ဆိုင်နေပဲဒီကနေ့ညခရစ်စမတ်ပါတီညလုံးမဲဆိုတာတွေကိုသတိရသွားခဲ့တာမလို့ငက်လဲငက်သလိုရေလဲစာနေရနဲ့ပါတီပွဲမှာတိုက်မဲ့အရေးတွေကိုတောင်းလိုက်ရလို့ရတော့ဆိုပြီးပါတီကိုစိတ်ကူးနဲ့တွေးကြည့်ရင်းနဲ့ရှာတွေတက်နေခဲ့တော့တာပါဒါပေမဲ့လည်းတကယ်တောင်းလိုက်ရတာတွေကတော့ဘလောက်မှမကြမ်းတော့တဲ့ရေဘူးတွေကရေတွေကိုပဲမလို့ရေတောက်တာနဲ့ဘိုင်းမပြေတဲ့အေရွန်လည်းနောက်ဆုံးလက်ကျန်ဖြစ်တဲ့မျက်လုံးမှာကတ်ထားခဲ့တဲ့မျက်ကပ်မှန်တွေကိုပါဝါးစားရတဲ့အထိဖြစ်လာခဲ့တော့တာပါအဲ့ဒီချိန်မှာပဲသူ့ကိုဒီကိုထွက်မလာခဲ့ခင်တုန်းကသူ့အမေဖုန်းကောနဲ့ message ချန်ခဲ့တဲ့စာတွေကိုနားထောင်ပြီးမျက်ကပ်မှန်ကတ်ခဲ့တဲ့စီကိုအတွေးတွေကရောက်သွားသလိုသူ့တငယ်ချင်းကဒီတစ်ခါဘယ်ဟိုသွားမှလဲဆိုပြီးတော့နေရမေးတာတွေကိုလည်းသတိရသွားခဲ့ပါတော့တယ်ဒါပေမဲ့လည်းသူသွားတဲ့နေရာတွေကိုဘယ်သူမှမသိစေချင်တဲ့အေရွန်ကကြိုက်တဲ့နေရာသွားမှလို့ပြောတော့တငယ်ချင်းလေးကန်ကောင်းပါစေဆိုပြီးတော့ဆူတောင်းပေးတာတွေကိုအေရွန်ကတော့အမှုမထားပဲအမြဲတမ်းကန်ကောင်းနေကြပဲလေလို့ပြန်ပြောလိုက်တာပါဒါတွေကိုတွေးပြီးတော့အိပ်ပျော်သွားတဲ့အေရွန်လေးသူအိပ်ယာကနိုးလာတဲ့ချိန်မှာတော့မနက်ဘက်ကိုရောက်နေခဲ့ပြီမလို့သူမနေ့ညကလေးကစီစဉ်ထားခဲ့တဲ့အတိုင်းကြောက်တုံးပေါ်ရောက်အောင်စူးစမ်းတတ်တဲ့အစီအစဉ်ကိုစလုပ်ပါတော့တယ်ဒါပေမဲ့လည်းချွေးထွက်ပြီးတော့ရေစားတာပဲအဖက်တန်သွားတာမလို့သူကားနောက်ခန်းထဲမှာထားခဲ့တဲ့အချို့ရေဘူးလေးတွေကိုတန်းထားနေမိပြီးလက်ချံရည်လေးကိုပဲမကုံအောင်တောင်းလိုက်ပါတော့တယ်အဲ့ဒီချိန်မှာပဲရှူကပေါက်ချင်ကြတာမလို့အေရွန်တယောက်သူ့တောက်ထားတဲ့ရေတွေကိုပြန်စွန့်ထုတ်လိုက်ရပြီးဒီနေ့ကမန်ဒေးဆိုတဲ့အကြောင်းဗီဒီယိုရက်ကော့တစ်ခုနဲ့သူဘာတွေလုပ်ခဲ့တယ်ဆိုတာတွေကိုမှတ်တမ်းတင်ပါတော့တယ်သူ့ကိုဒီကျိုးနဲ့အပေါ်ရအောင်ဆွဲဖို့အတွက်လူရှင်းအောင်အားကိုလိုလိမ့်မယ်ဆိုတာတွေကိုပြောပြနေခဲ့တယ်လို့သူ့မှာဂျန်နဲ့ရေနဲ့ဆိုရင်လေမနေ့ပြန်လောက်ထိတော့အသက်ရှင်နိုင်မှာဖြစ်ပြီးရှူလဲနှာခေါင်းပေါက်ထားသေးတဲ့ဆိုတာတွေကိုပါထည့်ပြောပြထားပါသေးတော့တယ်ပထမတစ်ခါမှာတော့ဒီတိုင်းဆွန့်ထုတ်လိုက်ပေမဲ့ဒုတိယချိန်မှာတော့ဒီရှူးဆိုတာရေရလာတဲ့အရာပဲဆိုပြီးတော့နှမျောတာနဲ့အဲ့တခုထဲမှာထည့်ထားရဲဆိုပြီးအဲ့ဒီအိတ်ကိုပါနန်းကြည့်ရင်းနဲ့နှာခေါင်းရှုံလိုက်ပါသေးတယ်နောက်တော့မနက်9နာရီဝန်းကျင်ဆိုရင်တော့ကြီးကန်းတကောင်ပြန်သွားတာကိုမြင်ရတဲ့အကြောင်းနဲ့10နာရီလောက်ဆိုရင်တော့နေရောင်နဲ့15မိနစ်လောက်ထိတွေ့လိုက်ရတဲ့အကြောင်းတွေကိုပါပြောပါတယ်အဲလိုနဲ့ဒီနေ့နေ့ရက်မြောက်တဲ့နေ့မှာသူသိလိုက်ရတာကတော့သူ့လက်ကကြောက်တုံးကိုအခုလိုအခြေကျပြီးငြိမ်နေအောင်လုပ်ပေးထားတဲ့တရက်ခံမဲဆိုတာတွေကိုသူကြောက်တုံးကိုချစ်လေးလေးကြောက်တုံးကပို့ပြီးတော့အထိုင်ကျလေးလေးဖြစ်နေပါတယ်
အဲ့ဒီအသေးကြောင့်လည်းပဲကြောက်တုံးကိုချစ်တာဆက်မလို့တော့ပဲသူ့လက်ကိုပဲတစ်ခုခုလှုပ်တဲ့နေဆိုတာပိုစဉ်းစားမိသွားတာမလို့လက်ကိုသွေးကြောတွေတနေရာထဲမှာစုမိအောင်ကြိုးတစ်ခုနဲ့တင်းတင်းစီးထားလိုက်ပါတယ်နောက်တော့ဈေးပေါ်တဲ့တရုံမိတ်ဓာတ်နဲ့လက်ကိုလှိဖြန့်ကြည့်ပေမဲ့လေဓာတ်ကတုံးနေတာမလို့လက်ကိုဖြတ်မရဘဲနဲ့ဖြစ်နေကြတာမလို့ဒီဓာတ်ကိုဝယ်ပေးခဲ့တဲ့သူ့အမေကိုတရိယာသွားပြီးသူတို့ငယ်ဘွားတော်ကမိသားစုစုံစုံလင်းလင်းဖြတ်တန်းခဲ့ရတာတွေကိုပါအမှတ်ရသွားခဲ့ပါတော့တယ်သူညမလေးပီယန်နိုတီနီယာတွေကိုသူကကင်မရာတစ်လုံးနဲ့မှတ်တမ်းတင်နေခဲ့တဲ့ပုံရိပ်တွေကိုတွေ့ရင်းနဲ့မိကနေအိပ်ပျော်သွားခဲ့တဲ့အေရွန်လေးနိုးလာတဲ့အချိန်မှဆိုရင်တော့လက်ကျန်ရည်တွေကိုအာဆွယုံတောင်းလိုက်ပြီးအဖုံးမပိတ်ဖဲနဲ့တတိလက်လို့တင်ထားလိုက်မိပါတယ်အဲ့ဒီမှာပဲရေဘူးကချော်ပြီးတော့အောက်ကိုရိုင်သွားတာမလို့ဘူးတွေကရေလက်ကျန်နေရထွက်ကြကုန်တာနဲ့အေရွန်လေးဘူးကိုအမြန်ပြန်ထိန်လိုက်ပြီးကိုနမောနမဲနိုင်ရလားဆိုပြီးတစ်ချက်ဆဲရင်းနဲ့အဖုံးပြန်ပိတ်လိုက်ပါတော့တယ်အဲ့ဒီကနေပဲသူလူငယ်ဘွားတော်ကကားပေါ်မှာပါတီလုပ်ခဲ့တဲ့နေတွေစီကိုအတွေ့အရောက်သွားခဲ့ပြန်ပြီးတော့သူ့ကောင်မလေးနဲ့နှစ်ယောက်တူတူရှိခဲ့တဲ့အချိန်တွေကိုတွေ့ရင်းနဲ့စိတ်ကူးရင်တွေတုန်းမှာမိုးကပြုံးစားကြီးရွာချလာပါတယ်လန်သွားခဲ့တဲ့အေရွန်လည်းမိုးရွာတုံးရေခမ်းဆိုသလိုမျိုးပဲသူ့လောက်ဆရာရှိရာတွေကိုမြ мян လုပ်ပြီးကြောက်ထဲမှာမိုးရေတွေကိုအန်တုနေပေမဲ့လေမိုးကအကြီးကျယ်ရွာချလာတဲ့အချိန်မှာတော့ရေတွေကတလောဟုံးဝင်လာပြီးသူ့လည်းပင်နာထိရောက်ရှိလာခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအေရွန်လည်းစီးကျလာတဲ့ရေတွေကိုခွင်ကောင်းယူရေရှိန်နဲ့ကြောက်တုံးကိုရွှေ့အောင်လို့သူ့ရဲ့လက်ကိုကြောက်တုံးအောက်ကနေခတ်သွက်ထုံလိုက်ပြီးအဲ့ဒီနေရာကနေအမြန်ပြေးထွက်လာခဲ့ပါတော့တယ်အဲ့နောက်မှာတော့သူကားနဲ့အတူမြို့ရဲလမ်းတွေစီကိုမောင်းလာခဲ့ရင်ကနေသူ့ရဲ့ဦးတီယာဖြစ်တဲ့သူ့ကောင်မလေးအေစီကိုသွားခဲ့ပေးမယ်လေသူ့ကောင်မလေးကတော့သူထင်သားသလိုနှွေးထွေးတဲ့ကြိုးစုံမှုမလုပ်ဘဲနဲ့နောက်ကိုသာဆုတ်သွားခဲ့တာပါအေရွန်လည်းအဲ့ဒီဖြစ်ပျက်တွေကိုမြင်တော့မတော်ပါနဲ့ဆိုပြီးတောင်းပန်နေခဲ့ရင်ကနေတကယ်လက်တွေ့ဘဝမှာလည်းအယောင်ယောင်အမှားမှားနဲ့တောင်းပန်နေမိတာမလို့ဒါကအိမ်မက်တစ်ခုပဲဆိုတာသူသဘောပေါက်သွားခဲ့ရပါတယ်ဒလုံးနဲ့နောက်ရက်မှာတော့သူ့ကိုယ်သူအသက်ဘေးကနေလွတ်လာတဲ့လူတစ်ယောက်အနေနဲ့သတင်းစီစဉ်တစ်ခုမှပါလာခဲ့သလိုကင်မရာကိုထောင်ပြီးတော့အပန်းဖြေပြက်လုံးတွေပြင်ရင်းနဲ့လက်ရှိဘဝကိုမေ့နိုင်မှုစူးစမ်းနေခဲ့တာပါဒါပေမဲ့လည်းပြစ္ဆုတ်ပန်းဆိုတာကကိုဘယ်ဦးပဲတော်တော်တကောက်ကောက်လိုက်နေခဲ့တဲ့အရာပဲမလို့ဘလောက်ပဲစိတ်ပြေလက်ပြောင်းဖြစ်အောင်ရှာလုံနေပါစေသူ့စီယာထွက်တဲ့စကလုံးတွေကပြစ္ဆုတ်ပန်းနဲ့ကင်းလွတ်နေတာမျိုးမရှိခဲ့ပါဘူးအဲ့ဒါကိုနားလည်သွားတဲ့အေရွန်လေးဒီနေ့ပဲသူ့ဖေနဲ့အမေကိုအရန်ချစ်တယ်ဆိုတဲ့အကြောင်းတွေနဲ့သူသွားမဲ့နေရာတွေကိုမပြောပြမိခဲ့လို့နောက်တရရပြီဆိုတာတွေကိုပါပြောပြနေခဲ့ပါတော့တယ်နောက်တော့စကားများကြီးပြောလိုက်တဲ့အကျိုးကျေးဇူးအနေနဲ့ရင်းငတ်လာတာမလို့ဖိန်ခတ်တာကျန်တော့တဲ့ရေကိုပဲတစ်စက်ကလေးတောင်မချန်တော့ဘဲနဲ့အငန်းမရဆုတ်တော့ပြလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲသူနှလုံးသားကရုတ်တရက်ပြင်းထန်လာတာမလို့အေရွန်တယောက်ဒါဘာကြောင့်ဖြစ်တယ်ဆိုတာသိချင်းသူ့ရဲ့ကြောက်တုံးပြီးနေတဲ့လက်တစ်ဖက်ပေါ်ကိုဓာတ်ဆိုင်ပြီးတော့ပြီးနေတဲ့လေတွေထွက်သွားအောင်လုပ်လိုက်ပါတော့တယ်နောက်တော့အဲ့ထဲဝင်နေတဲ့ဓာတ်အောင်မထုတ်သေးပဲဘယ်နေရာမှာအယိုးတွေအသားတွေစုနေရဆိုတွေသိအောင်လို့ဓာတ်သွားကိုဆက်ဆွဲသွားလိုက်တော့မှထွက်လာတဲ့သွေးတွေကိုလက်နဲ့တုပ်ပြီးအဲ့ဒီလက်ကိုပါးစပ်နဲ့ပြန်ဆုပ်ပေးလိုက်ပါတော့တယ်ဒါနဲ့မကသေးပဲနဲ့ရေမရှိတော့တဲ့အေရွန်တယောက်ကတော့ရေစာတိုင်းမှာသူပေါင်ထားတဲ့ရှူးတွေကိုပြန်သားသွားတဲ့အထိအခြေအနေစိုးဝါးနေခဲ့ပေမဲ့လည်းကျိတ်မိတ်ပြီးတော့ကိုအောင်တောက်ပလိုက်ပါတယ်နောက်တော့ညာရိတ်ခန်ဒီအပြင်းပြအောင်လို့သူကင်မရာကိုထုံလိုက်ပြီးကင်မရာတွေကဗီဒီယိုလေးတွေကိုပြန်ကြည့်မယ်အလုံးမှာတော့ခရစ်စတီရိုနီယောက်သူမသိအောင်ရိုက်ထားခဲ့တဲ့ဗီဒီယိုကလစ်တစ်ခုကိုတွေ့လိုက်ပါတယ်ဗီဒီယိုကြည့်ရင်းနဲ့သဘောကျနေတဲ့အေရွန်လေးဗီဒီယိုကိုသွားချိန်တဲ့အချိန်မှာတော့လောက်စရာမရှိတော့တာမလို့သူ့ရဲ့တယုံမိတ်ဓာတ်နဲ့ပဲကြောက်နေရနေမှာသူ့ရဲ့နာမည်ကိုချေရေးနေခဲ့ပြီးအတွေ့တွေကတော့စန့်ကျင်ပဲဖြစ်တဲ့ဘောလုံးကစားတဲ့နေရာတွေကိုရောက်နေခဲ့ရတာပါအဲဒီတော့ကသူ့ကောင်မလေးကသူ့ကိုပြောသွားခဲ့တဲ့အထီးကျန်ရလိမ့်မယ်ဆိုတဲ့စကားတွေကိုအမှတ်ရသွားခဲ့တာမလို့အဲဒီစကားကသွေးထွက်အောင်မှန်မှလားဆိုတာကိုသိသွားခဲ့တဲ့အေရွန်လေးအခုချိန်ကျမှမသွားပါနဲ့ဆိုပြီးလှမ်းဆွဲနေခဲ့ပါတော့တယ်ဒီကြောက်ထဲမှာပိတ်မိပြီးတော့အစာရေစာပြန့်ငတ်နေတာကြာလာနဲ့ညသူ့မျက်လုံးထဲမှာတည်သွားခဲ့တဲ့သူတွေကိုလည်းမြင်နေခဲ့ရသလိုအတန်တွေလည်းကြားနေရပြီးသူ့ကိုအုပ်စုလိုက်ကြီးထိုင်ကြည့်နေကြတဲ့မိသားစုတွေကိုပါမြင်နေခဲ့ရပါတော့တယ်နောက်တော့သူညီမလေးမင်္ဂလာဆောင်မှာပီယန်နိုတူတူတီးကြမယ်လို့ခရီးပေးခဲ့ပေမဲ့သူမလာနိုင်တော့တာတွေအတွက်တောင်းပန်ပါတယ်ဆိုပြောရင်းနဲ့သူဒီကိုရောက်ခဲ့တဲ့နေ့ကအကြောင်းအရာတွေအားလုံးကိုအသေးစိတ်ပြန်ဆန်းစားပါတော့တယ်အဲနောက်မှာသူသိလိုက်ရတာကတော့ဒီကြောက်တုံးကသူ့ကိုစောင့်နေကြတာသူ့ဘဝတစ်ခုလုံးရှင်သန်လေပတ်နေရကနေလေနောက်ဆုံးမှာဒီကြောက်တုံးစီမှာပိတ်မှုဝဲဆိုပြီးအတွေးတွေဝင်လာတဲ့ချိန်မှာတော့သူ့ရဲ့ energy က0အထိရောကျလာခဲ့ပါပြီဒလုံးနဲ့အိပ်ပျော်သွားပြီးပြန်နိုးလာတဲ့ချိန်မှာတော့သူ့ရဲ့ငငယ်တုန်းကပုံရိပ်တွေကိုပြန်မြင်လာရတာမလို့အေရွန်တယောက်ဆုံးဖြတ်ချက်ကြီးတစ်ခုကိုခက်ရခဲဆင့်ချလိုက်ပါတော့တယ်အဲနောက်မှာတော့အဲ့ဒီဆုံးဖြတ်ချက်တိုင်းပဲသူလုံးနေကြနေရမှာလွယ်ကူအောင်သူ့ရဲ့ကြောက်တုံးအောက်မှာပြီးနေတဲ့လက်ကအကျော်တွေကိုနာကျင်မှုညော်နေအောင်လို့သူကိုယ်တိုင်ပဲလိန်ချိုးပြလိုက်ပါတော့တယ်နောက်တော့သူ့ရဲ့တယုံမိတ်ဓာတ်အောင်သုံးပြီးလက်အတွင်းထဲကိုနက်နက်အထိထိုးဖောက်လိုက်ပြီးတော့မှအတွင်းထဲကမလိုအပ်တဲ့အရာတွေအားလုံးကိုဖျက်ထုတ်ပစ်ပြီးနာကျင်စွာနဲ့ပဲသူ့ရဲ့ညာဘက်လက်တစ်စုံလုံးကိုအဲ့ဒီနေရာမှာထားရိတ်ခဲ့လိုက်ပါတော့တယ်ဒီနည်းနဲ့ပဲကြောက်တရားနဲ့လွတ်အောင်ထွက်နိုင်တော့မဲ့အေရွန်ကပြတ်သွားခဲ့တဲ့လက်တစ်ဖက်ကိုပါလာတဲ့ပစ္စည်းရင်းနဲ့ပဲမြင်ကောင်းအောင်လို့စီးနှောင်လိုက်ပြီးတော့သူ့ကိုယ်သူနာကျင်မှုကနေသတိမမေ့သွားဖို့လည်းသတိအမြဲပေးနေကြရတာပါ
ဒီနောက်မှာတော့သူကကြောက်တရားနေအပေါ်တက်လာခဲ့ပြီးရေလဲအရန်ငတ်နေပြီမလို့အောက်မှာမြင်နေရတဲ့ရှုံပွဲအိုင်ကရေကိုတောင်မှမယွန်နိုင်တော့ဘဲနဲ့အငမ်းမရနဲ့ရေစမ်းတောက်ပြီးတော့ပြုံးနေခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းလျှောက်လို့အဆင်ပြေတဲ့အနေထားရောက်တော့မှသူ့ရှေ့မှာသွားနေတဲ့တောင်တက်ခီးသွားတွေကိုသူကဘသူဘဲဝါဖြစ်တယ်ဆိုတာပြောပြီးတော့အကူအညီတောင်းရင်းကနေသူတို့စီရရေဒီယိုပါထပ်တောင်းလိုက်ပြန်ပါတယ်။နောက်တော့တောင်တသမားချင်းကူညီမှုနဲ့ပဲအေရွန်တယောက်ရဟရင်တစီရသွားခဲ့ပြီးအဲ့ဒီရဟရင်နဲ့တူသူ့လက်ကဒဏ်ရာတွေကိုကူတာဖို့နဲ့အသက်ဆက်ရှင်ဖို့လိုက်သွားခဲ့ရပါတော့တယ်။ဒီလိုနဲ့အေရွန်တယောက်ထဲတောင်တက်ခီးစင်ကိုသွားခဲ့ရကနေလက်တစ်ဖက်ဆုံးရှုံးသွားခဲ့ရပေမဲ့လေအမေရိကန်ဆိုမှုကနေပဲသူ့နာမည်ကျော်ပုဂ္ဂိုလ်တယောက်ဖြစ်သွားစေခဲ့တာပါ။လက်တစ်ဖက်မရှိခဲ့တာကဘဝမရှိတာမဟုတ်ဘူးလို့ခံယူထားတဲ့အေရွန်ကတော့သူ့ရဲ့အကြံတိုင်းပုံမှန်လူတွေလုပ်တဲ့ရေကူးတာတွေအိမ်အောင်ပြူတာတွေကိုလုပ်ပြီးတော့သူ့ရဲ့ဝါသနာရလဲစနေတနင်္ဂနွေနေ့တွေဆိုရင်တော့တောင်တက်ခီးတွေကိုတောင်တက်နေခဲ့ပြန်ပါတယ်။ဒါပေမဲ့နောက်ပိုင်းနေမှာတော့သူခီးသွားတိုင်းသူပဲသွားမယ်ဆိုတာတွေကိုပြောတတ်တဲ့အကျဉ်းလေးတစ်ခုလည်းရသွားခဲ့တော့တာပေါ့။ဒါကြောင့်မလို့ဒီကောက်ကိုကြည့်တဲ့မိတ်ဆွေတွေအနေနဲ့လည်းဘယ်သူမှမသိတဲ့နေရာကိုထွက်သွားကြတယ်ဆိုရင်တော့အဲ့ဒီနေရာမှာဘာတွေဖြစ်မလဲဆိုတာမသိရတာမလို့အေရွန်လိုအဖြစ်ဆုံးမျိုးဖြစ်ရအောင်လို့ကိုပဲသွားမလဲဆိုတာလေးတော့တရားရောက်ကိုပြောပြခဲ့ပါလို့အကြံပြုရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုလေးကိုဒီမှာရင်အဆုံးသတ်လိုက်ပါရစေလားရှင်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်တစ်ခေါက်မှာပြန်လည်ဆုံတွေ့ကြပါရနော်။